မြတ်ဗုဒ္ဓနဲ့ကောသလမင်းကြီးတို့ရဲ့ဆုံတွေ့တဲ့အချိန်မှာကောသလမင်းကြီးဟာတခြားနေရာတွေမှာဉာဏ်ဤဉာဏ်သွေးထက်မြက်မှုအနည်းငယ်ရော့တယ်လို့ထင်ရတော့လည်းပဲအတွေးခေါ်ပိုင်းဆိုင်ရာကြတော့ကောသလမင်းကြီးကမညံ့ဘူးလို့ဒီလိုဆိုရမှာပဲဖြစ်တယ်ကောသလတန်ရုံမှာပါတဲ့ပိယသုတ်တံကိုဒီကနေ့မှတ်သားနာယူပြီးတော့ကြည့်မိမိကိုယ်ကိုမျက်နှိုးပါလူတိုင်းဟာကိုယ့်ကိုမျက်နှိုးတယ်ချစ်ခင်တယ်တန်ဖိုးထားတယ်လို့ဒီလိုဆိုကြသို့တော့ထိုတန်ဖိုးထားတာနဲ့အညီလူတွေဟာပြုမှုနေထိုင်ကြရဲ့လားလို့ဆိုတာတော့မေးခွန်းထုတ်เสียဖြစ်လာအဲ့တော့ကိုယ့်ကိုဆန်းစစ်ပြီးတော့ကြည့်ဖို့လိုတယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာဟာလက်တွေ့ကျင့်သုံးမှတန်ဖိုးရှိတာဖြစ်တယ်လက်တွေ့ကျင့်သုံးမှုမပြုနိုင်ဘူးလို့ဆိုလို့ရှိရင်တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာကိုယ့်ကိုအကျိုးပြုမှုထိရောက်မှုရှိမှာမဟုတ်ဘူး။ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ယောဂပြောင်းလို့တဲ့ပုဂ္ဂိုလ်သို့မဟုတ်ကျမ်းမာရေးကောင်းလို့တဲ့ပုဂ္ဂိုလ်ဟာယောဂပြောင်းစေတဲ့ဆေးဝါးတောက်ဖို့ကျမ်းမာရေးကောင်းလို့ရှိရင်လည်းကျမ်းမာရေးအတွက်တန်ဖိုးရှိမဲ့အနေထိုင်စားသောက်မျိုးနေဖို့ထိုင်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်ပေါ့။အဲ့ဒါမလုပ်ဘဲနဲ့ကျမ်းမာရေးကောင်းကျင်ပါတယ်လို့ဆိုရုံနဲ့စေတဝါမှာပြင်းတယ်ကျမ်းမာရေးလိုက်စားမှာပြင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာတကယ်ကျမ်းမာမှုရနိုင်ပါမလားမရနိုင်ဘူးဒါကြောင့်မို့ကိုယ့်ကိုမေးခွန်းထုတ်ကြည့်ငါကိုယ့်ကိုတန်ဖိုးထားသလားကိုယ့်ကိုမြတ်နိုးသလားတကယ်တန်ဖိုးထားလို့ရှိရင်ငါဘာတွေလုပ်ရမှာလဲဆိုတာကိုယ့်ကိုစဉ်းစားတွေးခေါ်တတ်ဖို့လိုအပ်တယ်လောကကြီးမှာအမတ်တမဲ့မနေရဘူးအမတ်တမဲ့နေပဲဆိုလို့ရှိရင်တော့ဘယ်အရာကိုမှကိုဟာအလေးထားမိမှာမဟုတ်ဘူးလူတိုင်းဟာကိုယ့်ဘဝကိုယ်လမ်းကြောင်းကိုယ့်ကိုထိန်းချောင်းကြရမှာဖြစ်တယ်ကိုယ့်ဘဝကိုယ်လမ်းကြောင်းကိုယ်တိုင်မထိန်းချောင်းမဲနဲ့ထိတ်တန်းရောက်သွားတဲ့ဆိုတာဘယ်သူမှမရှိဘူးဒါကြောင့်မို့ကိုယ့်ကိုထိန်းချောင်းပြုပြင်နိုင်မှုအတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်က38ဖြာမင်္ဂလာတရားတော်ရဲ့မှာတောင်းအတ္တသမ္မာပဏိဓိဆိုတဲ့မင်္ဂလာတစ်ပါးကိုထည့်သွင်းဟောကြားထားတာအသိအဓိပ္ပာယ်ရှိတယ်ပေါ့ကိုယ်ကိုပြုပြင်ရမယ်ထိမ့်သိမ့်ရမယ်ကိုယ်ကိုပြုပြင်ထိမ့်သိမ့်ပြီးတော့ကြီးပွားတိုးတက်အောင်လုပ်နိုင်မှကိုယ်ကိုမြတ်လို့ရောက်တယ်အနုမို့ဆိုလို့ရှိရင်တန်ကိုတန်ဖြက်တန်ကျေးတက်ဆိုတာတန်ကိုပျက်စီးအောင်လုပ်တာဘယ်သူတော့ဆိုရင်တန်ကဖြစ်ပေါ်လာတဲ့တန်ကျေးတာဖြစ်တယ်ပေါ့တန်ကျေးဟာတန်ကိုပဲပြန်စားပြစ်တယ်လို့ပဲကိုလုံးတဲ့လုံးရတဲ့ကိုယ့်ကိုထိခိုက်နစ်နာစေပြီးကိုယ်ပဲအောက်တန်းနောက်တန်းကျသွားတယ်နောက်ဆုံးမှပျက်စီးဆုံးရှုံးသွားတာဖြစ်တယ်ဒါကြောင့်မို့မိမိကိုမျက်နှိုးပါလို့ဆိုတာတကယ်မျက်နှိုးတတ်အောင်ဒီသုတ်တံမှာဘယ်လိုဟောထားတယ်ဆိုတာနာယူမှတ်သားဖို့လိုအပ်တယ်မြန်မာနိုင်ငံမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာပြောလို့မကုန်ဟောလို့မကုန်အောင်ပိဋကတ်၃ပုံထင်ရှားရှိနေတာဖြစ်သို့သောပိဋကတ်၃ပုံဆိုတာပါဠိလိုရေးထားသည့်အတွက်ကြောင့်လူတိုင်းဟာဖတ်ရှုနိုင်တာတော့မဟုတ်ဘူးသို့သောထိုပိဋကတ်စာပေတွေကိုမြန်မာလိုပြန်ထားသဖြင့်စာဖတ်ကြရမှာဖြစ်တယ်စာဖတ်မှုဟာမြန်မာလူမျိုးတွေရဲ့စာဖတ်အားဟာအလွန်အားနည်းတယ်လို့ပြောရမယ်စာမဖတ်လို့ရှိရင်ဘောဓုတမရှိဘူးဘောဓုတမရှိရင်ပညာနည်းမယ်ပညာနည်းလို့ရှိရင်ဘဝရဲ့အဓိပ္ပာယ်ကိုဆင်ခြင်နိုင်စွမ်းရှိမှာမဟုတ်ဘူးဒါကြောင့်မို့ကမ္ဘာမှာစာအဖတ်ဆုံးနိုင်ငံဘယ်နိုင်ငံလဲလို့သူဒေသနာလှုပ်ထားတာပြောရမယ်ဆိုလို့ရှိရင်နော်သတင်းစာဆောင်ရည်တန်ပေါင်း90လောက်ရှိတဲ့သတင်းဆောင်ရည်ကိုထုတ်ထားပြီတန်ပေါင်း60လောက်ရှိတဲ့လူတွေအတွက်နေ့စဉ်တန်ပေါင်း90လောက်ဆောင်ရည်ရှိတဲ့သတင်းစာ
ထုတ်ဝေကြအဲ့တော့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီတန်ပေါင်း60ရှိတဲ့လူဦးရေဖတ်ဖို့တန်ပေါင်း50လောက်ထိအောင်သတင်းစာစောင်းရည်ထုတ်ဝေရတယ်ဆိုတဲ့နိုင်ငံဟာ United Kingdom လို့ခေါ်တဲ့ British နိုင်ငံပဲဖြစ်တယ်လူတွေဟာအမှန်တမ်းစာဖတ်ကြတယ်တအိမ်မှာသတင်းစာ3-4ဆောင်ယူတယ်ရုံးသွားတဲ့အခါမှာတစ်ဆောင်ယထာဘောဖတ်ဖို့တစ်ဆောင်အိမ်ပို့တာတစ်ဆောင်အနည်းဆုံး3-4ဆောင်စာမဖတ်တဲ့နေ့ရလို့လည်းမရှိကြစာဖတ်ကြမြန်မာနိုင်ငံလူတွေဟာစာဖတ်မှုအားနည်းတယ်လို့ဆိုတာဘာကြောင့်ပြောလို့ရလဲဆိုမြန်မာပြည်စာကြည့်တိုက်တွေဟာပိတ်ထားတာပဲများစာကြည့်တိုက်မဟုတ်ဘဲနဲ့စာအုပ်ကိုယ်တော်အဖြစ်ပြောင်းလဲနေတယ်လို့ဖြစ်ဒါကြောင့်စာမြတ်ဖတ်ရမယ်ပိဋကတ်သုံးဖို့မြန်မာနိုင်ငံကိုရောက်နေတာနှစ်ပေါင်းထောင်ကျော်ရှိနေပြီအဲ့ဒီထောင်ကျော်ရှိတဲ့ပိဋကတ်သုံးပုံဆိုတာဘယ်ဟာကိုခေါ်တယ်လဲနိကေ900ဆိုတာဘယ်ဟာကိုခေါ်တယ်လဲအဲ့ဒီနိကေ900တွေကဒီကနိကေမစ္စည်းမနိကေတန်ယုဒ္ဓနိကေအင်္ဂုတ္တရနိကေခောရကနိကေဆိုတဲ့စာအုပ်တွေကဘာတွေလဲလို့ဆိုတာပြောရမယ်ဆိုလို့ရှိရင်အသေးစိတ်အကြောင်းအရာတွေသိဖို့နေနေတာနာမည်တောင်မသိတဲ့ဥယေကများနေတယ်အဲ့တော့အ ਨੇ ဆုံးစာအုပ်ရဲ့အနှောင့်ကိုတောင်ဖတ်ဖူးတဲ့လူကနည်းနေသေးတယ်လို့ပြောရဒါသေချာသုတေသနလုပ်ကြည့်လို့ရှိရင်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိလာနိုင်တယ်ပေါ့စာဖတ်မှုအားနည်းတဲ့နိုင်ငံတစ်ခုဟာဘောဓုတအားနည်းခြင်းပဲဖြစ်တယ်ဘောဓုတအားနည်းတဲ့နိုင်ငံတစ်ခုရဲ့ပညာရေးဟာနှိမ့်ကြတယ်လို့သူတို့ဆိုတယ်ဒါကြောင့်မို့လို့လူတိုင်းရှင်တိုင်းအားလုံးစာများဖတ်ကြဘောဓုတရှိအောင်လုပ်ကြရမှာအဲ့လိုဘောဓုတရှိပြီဆိုတော့မှကိုယ့်ရဲ့ဘဝခရီးကိုယ့်ကိုဆုံးဖြတ်နိုင်စွမ်းရှိကိုယ့်ကိုထိန်းကျောင်းနိုင်စွမ်းရှိဒါကြောင့်မို့စာဖတ်ခြင်းနဲ့စိတ်သိခြင်းနဲ့စိတ်ကိုအရင်မွေးမြူကြသိခြင်းနဲ့စိတ်တတ်ခြင်းနဲ့စိတ်နားထောင်ခြင်းနဲ့စိတ်ဆိုတာအာလိစကလုံးကဘာပြောတော့ဆိုသုတ်တုတာလို့ခေါ်တယ်သုတ်တုတာဆိုတာနားထောင်ခြင်းနဲ့ဒါကနားနဲ့ဘာကြောင့်ပြောတော့ဆိုတော့ရှင်းတော့ကဟောပြောတာစာအုပ်စာတမ်းအဲ့လိုအလေးမထားကြဘူးရှင်းတော့ကလူတွေကတော့နားထောင်မှုဘယ်သူပဲဟောနားထောင်မှုအစဉ်သင်းဖြစ်နေကြဒါကြောင့်ဒီစကားလုံးကိုသုံးတာခုခေတ်လို့ဆိုရင်စာဖတ်တယ်လို့ပြောရမှာနားထောင်ခြင်းနဲ့ဆန္ဒသုတ်တုတာတောတုံအိဆာသုတ်တုတာနားထောင်ခြင်းနဲ့ဆန္ဒအဲ့ဒီဆန္ဒဟာအသိပညာရဖို့အတွက်အရေးကြီးဆုံးပဲဖြစ်တယ်မြတ်စွာဘုရားကသုတ်တုတာလဗတိပညာအလောကကြီးရဲ့မိကုံးကိုပညာဘယ်လိုရနိုင်တုံးဆိုတဲ့မိကုံးကိုဖြေတဲ့အခါမှာအေးနားထောင်လို့တဲ့ဆန္ဒသိခြင်းတတ်ခြင်းနဲ့ဆန္ဒရှိပညာရပါတယ်လို့သူတို့ပြောတယ်ဘယ်အရာပဲဖြစ်ဖြစ်အရာခတ်သိမ်းကိုသိခြင်းနဲ့စိတ်ဓာတ်ဝေးပြီးပါအဲ့ဒါကြောင့်မို့ထေရဂါရပါဠိတော်တွေထဲမှာလည်းပဲဒါပညာတရားအနေနဲ့ဖော်ပြထားတာရှိတယ်သုတ်တုတာသုတဝဋ္ဌတိနားထောင်ခြင်းနဲ့ဆန္ဒဟာသုတကိုတိုးပွားစေတယ်သုတဆိုတာအကြောင်းအရာမျိုးစုံကိုဖော်ပြထားလို့မတ်စရာတွေလိုက်နာစရာတွေကျင့်သုံးစရာတွေဆောင်းစရာတွေရှောင်စရာတွေဘဝမှာဒီအကြအမြင်ဘဝတုဒ္ဒဆိုတာအလွန်ရေးကြည့်တယ်ဒါမှမဟုတ်လို့မင်္ဂလာတရားတော်တွေထဲမှာလည်းဘာဟုတ်သစ္စေစဆိုတဲ့မင်္ဂလာကိုမြတ်စွာဘုရားအရေးတကြီးထည့်သွင်းပြီးတော့ပြောတယ်ဘဝတုဒ္ဒဆိုတာရှိရမယ်ဘဝတုဒ္ဒမရှိရင်လောကမှာဘာဖြစ်မလဲကျမ်းမာရေးအတွက်လည်းအောက်ကြနောက်ကြဖြစ်မယ်ပညာရေးအတွက်လည်းအောက်ကြနောက်ကြဖြစ်မယ်အားလုံးအောက်ကြနောက်ကြဖြစ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့အရေးကြီးဆုံးကပါတော့ဆိုရင်သိခြင်းတတ်ခြင်းစိတ်ဆန္ဒမွေးမြူကြရမှာဖြစ်တယ်နော်ဒါမို့သုတ်တုတာသုတဝဋ္ဌတိသိခြင်းတတ်ခြင်းနဲ့စိတ်ဆန္ဒဟာသုတအောင်ဒီတိုးပွားစေတယ်
တော့တုဒ္ဒဆိုတာဘယ်ဟာပဲဖြစ်ဖြစ်ကိုယ်တဏ္ဍာမှာဒီမတ္တဝေယအကြောင်းတရားတွေခုဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဖျားဘယ်လိုခေါ်တယ်ဆိုတာဘုဒ္ဓတရှိရဘဝမှာဘယ်လိုနေရမယ်ဆိုတော့ဘုဒ္ဓတရှိရလောကအနေနဲ့ပြောမယ်ဆိုလို့ရှိရင်နေ့စဉ်စားနေတဲ့အစားအစာတွေဟာကျန်းမာရေးအထောက်အကူပြုသလားယောဂကိုဖြစ်စေသလားစကိုယ်မှာဘုဒ္ဓတရှိဖို့လိုတယ်ဘယ်စားစာဘာနဲ့တဲ့တယ်ဘယ်စားစာဘာနဲ့မတဲ့ဘူးဆိုတာဘုဒ္ဓတရှိကြမသိဘဲနဲ့သွားနေခြင်းဟာမျက်စိမျက်မမြင်စခန်းခီးသွားတယ်လို့ပဲဖြစ်နေအမောင်နဲ့ခီးသွားရတယ်လို့စန္ဒဝဝနဲ့ဘာမှမသိတဲ့ဘဝမျိုးဟာအလွန်သေးသေးပြီးတော့အောက်တန်းကြတဲ့ဘဝဖြစ်တယ်ဒါကြောင့်မို့ကိုယ့်ကိုအမတ်တမဲ့မနေဘဲနဲ့အသိဉာဏ်နဲ့ရရှိအောင်လူတိုင်းဟာလေ့လာကြဒီကျမ်းမာရေးပညာဆိုတာစေကုသတဲ့ပညာတော့ထားဆရာဝန်တွေသင်တာမျိုးသိတိုက်တဲ့ဟာတွေကိုလူတွေအားလုံးသိအောင်ကြိုးစားမှာဖြစ်တယ်ဘယ်စားစာကျမ်းမာရေးအတွက်သင်တော်တယ်ဘယ်စားစာမသင်တော်ဆိုပါစို့မသိလို့စားတဲ့အခါမှာလူတွေပါဖြစ်တယ်ဒုက္ခတွေရောက်တယ်ဒုက္ခတွေရောက်လာတဲ့အခါယောဂဖြစ်ပြီးဆိုတော့မှယောဂတွေကိုကုကြရကုတဲ့အခါပတ်စံထပ်ကုန်များကြွတင်ပြီးတော့ကိုယ့်ကိုကျမ်းမာရေးလိုက်စားပြီးတင့်တဲ့အစာကိုစားလာမယ်ဆိုလို့ရှိရင်တက်တန်းရှိသည်ထိအောင်ကျမ်းမာရေးဟာပြည့်စုံနေကြမှာဖြစ်တယ်မြန်မာနိုင်ငံကလူတွေကိုနှိပ်စက်နေတာအစာပဲဖြစ်တယ်ပေါ့အစာတွေမတတ်မပြတ်တဲ့အစာတွေစားနေကြရသည့်အတွက်ကြောင့်ဆိုပါစို့စီဆိုလဲမတတ်ဘူးမတတ်တဲ့အရာတွေစားသည့်အတွက်ကြောင့်ဗမာတွေဟာယောဂတွေဖြစ်များလာတယ်ဟင်းညမုံတို့ဟင်းကမုံတို့ဒါတွေဟာလူရဲ့ကျမ်းမာရေးကိုများစွာထိခိုက်စေတတ်တယ်ဆိုတာတဖြည်းဖြည်းတော့သိလာကြနောက်အသက်အရွယ်ကြီးကြီးလာလို့ရှိရင်အသက်80 80လောက်ရောက်လာရင်လူကမေ့လာတာအသက်ကြီးလို့မေ့တယ်လို့တချို့ကယူဆတယ်ဘယ်ဟုတ်လဲအဲ့ဒီလိုအစားအစာတွေရဲ့ဒီအကျိုးသက်ရောက်မှုကြောင့်လူတွေကမေ့တဲ့ယောဂဆိုတာဖြစ်လာအဇိုင်းမာလို့ခေါ်တယ်အင်္ဂလိပ်လိုမေ့တဲ့ယောဂမေ့တဲ့ယောဂတွေမှာဒီစကိုင်းတောင်မှာဆိုလို့ရှိရင်မေ့တဲ့ယောဂဖြစ်သွားတာဆရာတော်ကြီး2ပါး3ပါးရှိမေ့တဲ့ယောဂဖြစ်တယ်ဘုန်းကြီးတို့မျက်စိရောက်တယ်မဲ့မေ့တဲ့ယောဂဖြစ်ပြီးသွားတာအဲ့ဒီလိုအဇိုင်းမာဖြစ်ရတာဘာကြောင့်ဖြစ်ရတော့ဆိုတာသိဖို့လိုအပ်တယ်ဟောဒါတွေလည်းသိဖို့လိုအပ်တယ်ဘုန်းကြီးတွေမှာဘာယောဂတွေဖြစ်များတော့ဆိုစီကြိုတို့သွေးတိုးတို့ကြောက်ကတ်တို့ဒါတွေဟာမသိလို့ဖြစ်တဲ့ယောဂမျိုးတွေအစားအစာနဲ့ဆက်ပြီးတော့ဖြစ်လို့ရှိရင်မသိလို့ရှိရင်ပို့ပြီးတော့ဆိုးတယ်ယောဂဖြစ်လာပြီးတဲ့နောက်သိလို့ရှိရင်ကိုယ်ယောဂနဲ့အစဉ်ပြေအောင်နေတတ်လို့ရှိရင်တက်တန်းစိတ်နေကြရမှာဖြစ်တယ်မသိရင်ပို့ဆိုးတယ်ကံကောင်းတဲ့ပုဂ္ဂိုလ်တွေလောက်ပဲတဲ့80 90တိအောင်ကျမ်းမာရရှိကြတယ်ပေါ့နော်ဘယ်ရာပဲဖြစ်ဖြစ်အကြောင်းအရာတစ်ခုဟာသိတယ်ဒါကဒီဘဝမှာဖြစ်တဲ့အကြောင်းအရာရှိတယ်နောက်ဘဝအတွက်လည်းပဲခုချိန်ကကြိုတင်ပြီးတော့သိထားနိုင်ရဘယ်လိုတွေလုပ်လို့ရှိရင်ဘယ်လိုနေရာမျိုးမှာဖြစ်နိုင်တယ်ဆိုတာတွေကစဘယ်တရားကိုအားထုတ်လို့ရှိရင်ဘဝမှာနိဗ္ဗာန်ကိုရနိုင်တယ်ထိသိလိုက်တာတွေကိုသိအောင်ကြိုးစားကြဖြစ်တယ်အဲ့ဒါကိုဆိုလို့သုတ္တုတာသုတ္တဝဋ္ဌနိမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေထဲမှာအင်တမလူဘဝလူတွေကောင်းစားဖို့အတွက်ဒီဘဝရဲ့ကောင်းစားရေးဒိဋ္ဌဓမ္မိကနောက်ဘဝကောင်းစားရေးတမ္ပရာယိကနောက်ဆုံးမှာနိဗ္ဗာန်ရောက်သည့်ထိအောင်ပရမတ္ထလို့ဆိုတယ်ဒီအကျိုးတရားတွေကိုဖော်ပြနိုင်တဲ့မြတ်စွာဘုရားရဲ့ဆုံးမတွေမြန်မာနိုင်ငံမှာအပြည့်အဝရှိနေတာဖြစ်တယ်
ဒါတွေကိုသိရှိအောင်ကြိုးစားလို့ရှိရင်ဒီဘဝမှာလည်းချမ်းသာဒုက္ခရမယ်နောက်ဘဝမှာလည်းချမ်းသာဒုက္ခရမယ်ဤဘဝထိုဘဝဘယ်ဘဝမှာမလိုချင်တော့ဘူးဆိုလို့ရှိရင်လည်းနိဗ္ဗာန်ထိအောင်ပေါရောက်နိုင်တဲ့လမ်းစဉ်တွေမြတ်စွာဘုရားဟောထားတဲ့အဆုံးအမပြဒါဖြင့်ဒီအဆုံးအမတွေကဘယ်အရလဲမြတ်စွာဘုရားဆိုတာအိန္ဒိယနိုင်ငံမှာပွင့်သွားတာခဏအခေါ်အိန္ဒိယနိုင်ငံအဲ့ဒီနိုင်ငံမှာပွင့်သွားတဲ့တရားတော်တွေမြန်မာလူမျိုးတွေရဲ့ပကံခေတ်ကရှင်ရဟန်းတို့အနောထာမင်းကြီးတို့ရဲ့ခြေစူးကြောင့်မြန်မာတွေရရှိခဲ့တာဖြစ်တယ်အဲ့ဒီရရှိတဲ့ဓမ္မယရဏအဲ့ဓမ္မတန်ဖိုးရှိတယ်ဆိုတာတတိထားပြီးဒီတရားတွေကိုမသိသိအောင်ကြိုးစားပြီးတော့ဖတ်ရှုကြရမယ်လေ့လာကြရမယ်နာယူကြဒီလိုဆိုလို့နော်အေးတုတ်တုတတုတဝဋ္ဌင်တိသိကျင်တဲ့စိတ်ဒီတုတကိုတိုးပွားစေတယ်တုတံပညာယဝဋ္ဌနံအဲ့ဒီတုတဆိုတဲ့အကြောင်းအရာတွေဟာအသိပညာတိုးပွားဖို့ပဲဖြစ်တယ်ဒါတွေကိုအခြေခံပြီးတော့စဉ်းစားတတ်လာတယ်ဘဝစဉ်းစားတတ်မှပညာရအဲ့ဒီပညာထဲမှာပညာရအဋ္ဌံသာနာတိဘဝအဓိပ္ပာယ်ကိုနားလည်မယ်နားလည်မှညာတော်အထောဒုက္ခဝဟော